မိဘနှလုံးသားသားသမီးတွေရဲ့အနာဂတ်ကိုမျှော်ကြည့်ရင်ကိုယ်တိုင်ခံစားရတဲ့ဒုက္ခတွေသူတို့မခံစားရအောင်ကာကွယ်ပေးခြင်းနဲ့မိဘရဲ့စိတ်ဒီကဘာကြီးပိုကျက်တဲလာတိုင်းပိုတွေးမိလိုက်တာကငါသားလေးငါသမီးလေးသူတို့ဘလောက်အထိရင်ဆိုင်နိုင်မလဲပေါ့ဟုတ်ပါတယ်မိဘဆိုတာသားသမီးအတွက်ပူပန်မှုတွေကိုထမ်းထားရတဲ့သူရဲကောင်းတွေပါညဘက်အိပ်ယာဝင်ချိန်သားငယ်သမီးငယ်တွေအိပ်ပျော်သွားရင်သူတို့ရဲ့အနာဂတ်ကိုတွေးရင်မိဘတယောက်ရဲ့မျက်လုံးထဲမျက်ရည်တွေဝဲတက်ပါတယ်အဲ့ဒါကအားနည်းခြင်းမဟုတ်ဘူးအဲ့ဒါချစ်ချင်းမေတ္တာရဲ့သဘာဝပါပဲမိဘတို့ရေသားသမီးလေးတွေကမိဘတွေထင်ထားတာထက်ပိုပြီးတန်ပါတယ်ဆိုတာသိထားပေးပါသူတို့မျက်လုံးထဲမှာမိဘတို့ရဲ့တုန်တင်ဆုံးမမှုတွေရုန်းကန်ပုံတွေဖြောင့်မတ်စွာလှုပ်ဆောင်မှုတွေကသူတို့လေးတွေရဲ့အသိစိတ်ထဲမှာစိတ်ဝင်နေပြီးသားပါဒီကဘာကြီးဟာကြမ်းတမ်းနေဆိုပေမဲ့မိဘတယောက်ရဲ့ရင်ခွင်ဟာသားသမီးအတွက်အမြဲတမ်းဘေးကင်းလုံခြုံတဲ့နေရာတစ်ခုပါအခုတော့ခဏဖြစ်အနားယူလိုက်ပါသင်ပခုံးမော်ကလေးလံမှုတွေကိုခဏချထားပြီးသားသမီးတွေအတွက်အကောင်းဆုံးလက်ဆောင်ကိုပြင်ဆင်ပေးလိုက်ပါဒါကစုံလင်တဲ့မိဘထက်စူးစမ်းနေတဲ့မိဘရဲ့ပုံသက်တည်ပါ